ချင်းမျိုးစီများအားလုံးအခုလာ26ရက်ခုနလ2025စနေကြီးအတွက်ပါနော်ထီစီကဲနောက်ပေးရေးစမယ်နော်တကယ်ချင်းများနော်နောက်ပေးရေးစမယ်နော်နောက်ပေးမှာဘယ်လိုလာမလဲကျွန်တော်ရေးပေးလိုက်မယ်နော်ဒီမှာနောက်ပေးကဲနောက်ပေးရေးစမယ်နောက်ပေးစမယ်နောက်ပေးစမယ်နော်အောင်မြေခရဟိုအောင်မြေခရတော့ရောက်ကောမှာတရက်ခုနလ2025စနေကြီးအတွက်ပါနောက်ပေးစမယ်နော်နောက်ပေးမှာဒီနောက်ပေးမှာဒီနောက်ပေးမှာရလေးရနဲ့လေးနှလုံးပေါ်ချီသည်နဲ့နှလုံးပေါ်ချီသည်နှစ်ဖြစ်သည်နှစ်ပါဝါခွန်အဲ့ဒီနှစ်ပါဝါခွန်နောက်ပေးတယ်လို့ဆိုရမယ်နော်လေးနှလုံးပေါ်ချီနှစ်ပါဝါခွန်နှစ်ခွန်နောက်ပေးတယ်လို့ဆိုရမယ်ဆိုရင်ဒီမှာကတော့ခွန်နောက်ပေးစေညှိပါတယ်နော်နောက်ပြီးတော့နေ့ရခုရနှလုံးပေါင်းချေနေ့နဲ့ခုနှလုံးပေါင်းချေမှာကိုပါဝါလေးနောက်ပြတယ်လို့ညှိရမယ်ဆိုရင်ဒီမှာကိုညှိပါတယ်နော်ဒီမှာတော့3နဲ့2နဲ့ပေါင်းဆိုရင်5ပါဝါ3ညပါဝါ3ညတလို့စေရမယ်နော်တလို့စေရမယ်ဆိုရင်ဒီမှာကတော့နှလုံးပေါင်းချေ2ပါဝါခုဆိုရင်ခုစေပါတယ်နှလုံးပေါင်းချေ9ပါဝါ4ဆိုရင်ကိုစေပါတယ်3နှလုံးပေါင်းချေ5ပါဝါ3ညဆိုရင်တလို့စေရမယ်နော်တလို့စေရမယ်ဆိုရင်အလဲတစ်ချက်တော့သွားကြည့်အောင်မနော်အလဲထဲမှာဒီမှာအလဲထဲနော်ဒီရမားရနော်ဒီမှာနောက်ပိတ်နော်ဒီမှာကတော့နောက်ပိတ်ပဲတဲ့ပဲနော်နှလုံးခုနှစ်ပါဝါခုစေပါတယ်9ပါဝါ4ကိုစေပါတယ်5ပါဝါ3ညတာနောက်ပိတ်နော်နောက်ပိတ်တထားပဲနော်ဒီမှာကတော့နောက်ပိတ်ဒီမှာကတော့အလဲထဲနော်အလဲထဲဆိုရင်ဒီနှလုံးပေါ်ချေဆိုရင်12ပါဝါခုနော်ဒီနှလုံးပေါ်ချေဆိုရင်12တပွတ်တိုးဆိုရင်3ပါဝါစီဆိုရင်အလဲထဲတလို့စေရမယ်နော်3ပါဝါစီဆိုရင်အလဲထဲတလို့စေရမယ်ဆိုရင်ဒီမှာကတော့စီးညှိပါတယ်စီခုတွဲရပြီနော်ဒါစစ်ခုတွဲရပြီနော်အလဲထဲ3နဲ့စီအလဲထဲတလို့စေရမယ်ဆိုစစ်စေပါတယ်ဒီမှာကတော့နောက်ပိတ်ခုစေပါတယ်ဒီလိုပဲနှလုံးပေါင်းချေသည်ကိုတလို့တော့ကိုပြီးတော့3ညပါဝါ5အလဲထဲတလို့စေရမယ်ဆိုရင်ဒီမှာက3ည9ဆိုရင်ဒီမှာ3ညစေပါတယ်ဒီမှာ3ည9တွဲစေပါတယ်နော်ဒီတခါတော့နှလုံးပေါင်းချေမှာငါဆိုတပွတ်တိုးရဆိုရင်6ပါဝါတိဒီမှာကတော့နောက်ပိတ်ခုစေပါတယ်အလဲထဲကတော့နှလုံးပေါင်းချေ7တပွတ်တိုးဆိုရင်3ပါဝါစီခုတွဲစေပါတယ်နှလုံးပေါင်းချေ9တပွတ်တိုးဆိုရင်3ညပါဝါ5ဆိုရင်ဒီမှာကတော့3ည9စေပါတယ်ဒီမှာနှလုံးပေါင်းချေ5တပွတ်တိုးဆိုရင်6တိဒီတခါ6တိတွဲအလဲထဲ6တိတွဲပါပဲနော်အလဲထဲ6တိတွဲရပြီးတော့ကက်တစ်စီဆက်တော့သွားချိအောင်မယ်နော်တစ်စီမှာပဲလို့လာမယ်လေခွာပေါချင်းနော်ဒီမှာကတော့စစ်ခုတွဲဆိုရင်စစ်ခုတွဲစေပါတယ်3ည9ဆိုရင်3ည9တွဲရတယ်ဒီမှာကတော့6နဲ့ခုတစ်နော်အဲ့ဒီ6နဲ့ခုတစ်ကတော့ဘယ်လိုတစ်စီလာမလဲကျွန်တော်ခွာပေါချင်းနဲ့ကျွန်တော်ပြစာသားကြည့်လိုက်မယ်နော်ခွာပေါချင်းမှာတေးချာကြည့်နော်ဒီလိုက6နော်6စစ်ခုနော်ဒီမှာစစ်ခုတွဲဝေရတယ်အလဲထဲစစ်တော်စစ်နှစ်ခုဆိုရင်နောက်ပေးဒီမှာပြောပြီးနောက်ပြီးတော့
ခွာပေါချေချင်တဲ့ချက်ပဲကြီးစင်းနဲ့ကိုနော်လိုပေါချေဆက်ခုနဲ့6နဲ့ပေါင်းဆက်တော့ပါနော်ဆက်တော့ဆိုခွာပေါချေ3နော်3လိုပေါချေဆက်တော့ခွာပေါချေ3ဆိုရင်ဒီမှာတော့ပြဖို့အတွက်ဒီထက်မှသာလေခွာပေါချေ3ပါဒီမှာကတော့ခွာပေါချေ3ပြဖို့အတွက်6ထက်မှသာလေခွာပေါချေမှာခွာပေါချေ3ဒီမှာခွာပေါချေ3တကွကြီးပါတယ်နော်နောက်ပြီးတော့ဒီမှာနော်လိုပေါချေမှာလေနဲ့စီးနဲ့ပေါင်းစနစ်ခွာပေါချေနိဒီမှာကနေခွာပေါချေနိနော်ခွာပေါချေနိကိုစီပြီးသားမောခွာပေါချေနိဖြစ်ဖို့အတွက်3ထက်မှသာလေခွာပေါချေ3ပါနော်3ည9ဒီမှာခွာပေါချေနိဖြစ်ဖို့အတွက်စီထက်မှသာလေခွာပေါချေနိပါနော်ဒီမှာတခွက်ညှိပါတယ်ခုနကတော့6စီခိုကတော့ညှိပါတယ်နော်နောက်ပြီးတော့ဒီမှာကတော့ခွာပေါချေနှလုံးပေါချေစီနဲ့ကိုနဲ့ပေါင်းဆက်ခွန်ခွာပေါချေခွန်တဲ့ဒီမှာခွာပေါချေခုတဲ့ခွာပေါချေခုမယ်ခွာပေါချေခုဆိုရင်ငါစီပြီးသားမောနိထဲမှသာလေခွာပေါချေခုပါတုံညစီပြီးသားမောခုထဲမှသာလေခွာပေါချေခုပါခုနကတော့ဒီမှာခွာပေါချေနိခွာပေါချေခွန်နိ6ငါနဲ့ခုတိနိဒီမှာကတော့ဒီမှာတိ3နိနဲ့စီ6စီခုကတော့ဝေရတယ်3ည9စီ9လေဒီမှာ3ည9ဝေရတယ်ဒီကတော့နိ6ငါနဲ့ခုနိတိကတော့တကွက်စေရမယ်နော်ကဲတကွက်စေပြီးတော့အစင်းလိုပေါ်ကြီးပြကြည့်ဦးမယ်နော်ကဲလားဒီမှာအစင်းလိုပေါ်ကြီးတစ်ချက်တော့ပြကြည့်ဦးမယ်နော်အစင်းလိုပေါ်ကြီးမှာကျွန်တော်ရေးလဲမယ်အစင်းလိုပေါ်ကြီးမှာငါနဲ့ကိုနဲ့ပေါင်းငါနဲ့4နဲ့ပေါင်းငါနဲ့ကိုနဲ့ပေါင်း14နဲ့ခါနိဆိုရင်ဒီမှာနှလုံးပေါင်းချေလေးအစင်းနှလုံးပေါင်းချေလေးဒီမှာအစင်းနှလုံးပေါင်းချေလေးလေးကြီးပါတယ်3နဲ့နိနဲ့ပေါင်းငါနဲ့ခါ3ကတော့အစင်းနှလုံးပေါင်းချေ3ကြီးပါတယ်နော်ဒီနှလုံးပေါင်းချေဒီ3ငါနှလုံးပေါင်းချေဒီစေပြီးဒီစီနဲ့ခါတိကတော့ဒီမှာကတော့အစင်းနှလုံးပေါင်းချေစီဒီနှစ်ခွဲကတော့ဒီလိုမျိုးလာမယ်ဆိုရင်တစ်ခွက်အခြေသေးပဲနော်ဒီမှာတစ်ခွက်နှစ်ခွက်ဆိုဒီမှာတစ်ခွက်ညှိပါတယ်တစ်ခွက်နှစ်ခွက်ဆိုရင်3ည9ညှိပါတယ်60ခုညှိပါတယ်ဒီကတော့နိ6ငါနဲ့ခုတိ3ညကတော့တစ်ခွက်လောက်ညှိပါပြီမယ်ဆိုရင်ကဲဒီမှာကတော့အစင်းနှလုံးပေါင်းမှာနှလုံးပေါင်းချေစီနဲ့ခါတိဆိုအစင်းနှလုံးပေါင်းချေမှာစီနော်ခုနဲ့တင်းနဲ့ပေါင်းအစင်းနှလုံးပေါင်းချေမှာအစင်းနှလုံးပေါင်းချေမှာစီပြီးသားမောအစင်းနှလုံးပေါင်းချေမှာတေးရဖို့အတွက်ဘယ်လိုလာမလဲနော်အဲ့ဒီခွာပေါချေကညီပြီးနော်ခွာပေါချေခွန်မဟုတ်ဘူးဒီမှာခွာပေါချေခွန်နော်ခွာပေါချေခုတော်လိုပေါချေခုခွာပေါချေခုရပြီနော်နိနဲ့ငါနဲ့ပေါင်းခွာပေါချေခုနဲ့တင်းနဲ့ပေါင်းခွာပေါချေခုနော်အစင်းနှလုံးပေါင်းချေစီဒီမှာအစင်းနှလုံးပေါင်းချေစီအစင်းနှလုံးပေါင်းတီးရဖို့အတွက်အရာလာမသိတော့ဘူးနော်တီးရဖို့အတွက်အဲ့ဒီကနာကတော့ခွာပေါချေခုရဖို့အတွက်အဲ့ငါထစ်စီကိုနင်းတော့ပြလဲလိုက်မယ်နော်ပြလဲကြည့်လိုက်မယ်နော်ပြလဲကြည့်မယ်လဲဆိုရင်ငါ6ဒီနှစ်ခွက်ကတော့မာတယ်နော်နောက်ပြီးတော့ပြလဲကြည့်မယ်လဲဆိုရင်ဒီမှာအရေးကြီးလိုက်မယ်နိ
6 5นี่6 5ဆက်3ပွေနော်ခုတီ3ညအစင်လိုပေါ်ခြင်းမှာစင်လိုပေါ်ခြင်းမှာစင်လိုပေါ်ခြင်းတိဖြစ်ဖို့အတွက်ဒီမှာပြလဲရမယ်လေနော်အဲ့ဒီမှာနေကိုနောက်ပြပြရလာမယ်လေငါတစီဒီမှာခါလဲတယ်ဆိုတိလဲတယ်ဆိုမှာတော့ဒီမှာငါတစီရေးလိုက်မယ်ငါ6นี่ဒီမှာนี่နောက်ပြစေးတယ်ငါတစီပြစေးတယ်ဒီမှာလဲတယ်ပဲနောက်ပြီးတော့3ညတိခွန်နော်3ညတိခွန်နော်ဒါတော့ခွာပေါ်ချေခွန်တူတူပဲဒါပေမဲ့ဒီမှာကတော့အစင်နလိုပေါ်ချေစီဒီမှာကတော့တိပြဖို့အတွက်အစင်နလိုပေါ်ချေတီအဲ့ဒီလွေခွဲဆိုရင်အပြည့်ပေါ်ပဲနော်ထားလိုက်ပေါ့အပြည့်ပေါ်ပဲထားလိုက်ပေါ့တိနော်အခုလာမဲ့ဒါတော့3ညတိခွန်နော်3ညတိခွန်အခုလာမဲ့တရက်ခုနလ2025စနေကြီးနော်တဲရတော့နေ65ခုတိ3ညငါအစင်လိုပေါ်ချေတိဒီမှာပျောက်ပြလိုက်တယ်နော်အတဲလေးခွဲပဲနော်ငါ6နှစ်3ညတိခုအချက်တူယူတော့ပါနော်လက်မကလေးနှစ်ပြပါအပြေကြပါအခုလာမဲ့အမြင်မှုရကြပါစေနော်စုမကောင်းတောင်းလိုက်ပါတယ်နော်ဒီမှာကတော့3ညပြလက်မဲ့အစင်လိုပေါ်ချေတိငါ6နှစ်3ညတိခုလေးခွဲပဲနော်လက်မလေးလာစကလလို့ပြပါလို့ကျွန်တော်တောင်းပါလဲနော်အားလုံးအစီပြေကောကြပါစေပေါ်ကြပါစေလို့ကျွန်တော်စုမကောင်းတောင်းလိုက်ပါတယ်နော်ခုတိ3ညဘယ်ပါ